မှတ်ကြဟိအရေးကြီးတယ်သေကန်နီးမှာကပ်ပြီးတော့ပေါ့လေသေကန်နီးစစ်တဲ့လေးမှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံဌာနအရေးနိမိတ်မြင်ရတတ်ပါတယ်ဒါပြေးတယ်များအခုဟောတဲ့ပုဂ္ဂိုလ်နားတဲ့ပုဂ္ဂိုလ်အလုံးသေကြမှာပါမသေးရဘူးလားဘုဒ္ဓဇင်ဖြစ်နေသေမယ်ဆိုရင်လေမှတ်တာသေကန်နီးလေးမှာမိနစ်ပိုင်းလောက်မှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံရဲ့အရေးနိမိတ်လေးပေါ့မြင်လာရတယ်ဆိုကြစို့မိမိသေပြီးတဲ့နောက်ခွေးဖြစ်မယ်ဆိုရင်ခွေးမာကြီးပုံစံမြင်ရတယ်အဲ့ဒါခွေးပဲလို့တန်းသိလိုက်ဘလို့မှလုပ်လို့မရတော့ဒီချမ်းကာကွယ်လို့မရတော့ပါဘူးတက်ဖန်ပြိတ္တာဘုံပေါ့တစေတရက်ဖြစ်မယ်ဆိုလို့ရှိရင်အင်းကြီးတွေအာန်ကြီးတွေတောကြီးတွေတောင်ကြီးတွေမြင်ရတယ်သိလိုက်ငါတော့ပြိတ္တာတစေတရက်ဖြစ်ပြီလို့အဲ့ဒါကပ်ပြီးတော့သိရတယ်ဘေးပုဂ္ဂိုလ်တွေတော့ဘယ်သူမှမမြင်ရဘူးသေမဲ့ပုဂ္ဂိုလ်ပဲမြင်ရတယ်နောက်တစ်ခါလူပြန်ဖြစ်မယ်ဆိုရင်မိမိကိမ့်မဲ့အမိဝမ်းရည်ပေါ့အမိတိမ်မဲ့ဆိုကြပါအဲ့ဝမ်းရည်ကဗလာနီအစင်းတရံလေးမြင်ရတဲ့ဒါဆိုရင်လည်းဒီငါဒီလူ့ဘဝပြန်ရောက်တော့မယ်လို့သိပါတဲ့ပံနတ်ပြည်ရောက်မယ်ဆိုရင်တော့နတ်သမီးတွေနတ်သားတွေဗိမာန်တွေပရိသတ်ပဲနေမြင်ရတယ်ဒါဆိုရင်လည်းသိလားငါဒီနတ်ပြည်ရောက်တော့မယ်လို့တဲ့ပံငရဲကြမယ်ဆိုရင်တော့လေမိမိကိုနှိမ့်ဆက်မဲ့ငရဲသားတွေခွေးနဲ့ကြီးတွေငရဲမီးတွေအကုန်မြင်ရတယ်တကယ်ကိုပဲပူလောင်ပါတယ်တဲ့တကယ်ကိုပဲဆင်းရဲပါတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်များလူလွတ်နေအောင်អော်ကြတယ်အခုလည်းပဲဓမိလတန်ခါတည်းဟာလူလွတ်နေအောင်អော်ကြပါတယ်ကြွယ်ကြပါမိတွေညှိမ့်ပေးကြပါခွေးနဲ့ကြီးတွေမောင်းပေးကြပါနဲ့စူးညံလို့ချွေးတွေပြန်ပြီးတော့ခါတဲ့ကြည်စံကဲဘေးရသားတွေမရတွေကဲလို့ရသေးလားမရပါဘူးဗျာဒါကြောင့်အိမ်တော်ဦးစီးပုဂ္ဂိုလ်များအားလုံးကိုလည်းပဲမေတ္တာအပြည့်နဲ့ဒါပြောပါရစေတမ္မာအာဇီဝကြကြပဲရှာကြွေးကြပါခိုးကြွေးဖို့တက်ကြွေးဖို့လင်ကြွေးဖို့လုံးဝစိတ်မကူးကြပါနဲ့အေးခိုးကြွေးတက်ကြွေးမိစ္ဆာဇီဝနဲ့လှုပ်ကြွေးစားရင်တော့မိသားစုအလုံးစားကြရမယ်ခံရင်တော့အဲ့ဒီရှားတဲ့ပုဂ္ဂိုလ်တယောက်တည်းငရဲသွားပါတယ်ဗျာအဲ့ဒါလေးအားလုံးသိကြစေခြင်းပါတယ်အခုကြည့်အဲ့လိုဖြစ်တော့ကဲသားတွေများတွေကလက်ပိုက်ကြည့်ရတယ်ဘာတတ်နိုင်သေးတော့ဘာမတတ်နိုင်တော့အဲ့ချိန်မှာသူကံကောင်းတယ်စူလနာကတိတ်တာဆိုတဲ့ဆွမ်းခံကိုတော့ဘာကြွယဟန်တန်ကဆိုတော့အဲ့ဒီအတန်နဲ့ကြည့်ကြတယ်နဲ့သိတယ်ဟာဒီဒီကကြီးငရဲကြတော့မှာပဲငါ့ကိုဒီဒီကကြီးဆွမ်းလောင်းမှုတယ်သူ့ကိုယ်တော်ဆွမ်းလောင်းမှုတဲ့ယဟန်တန်ကရှိမှတော့အဘယ်မကြတဲ့မှုငါကဲမယ်တတ်နိုင်တဲ့လောက်ကဲကြည့်မယ်ဆိုတခါတဲ့အိမ်မော်တက်ကြွငရဲသွားလူဆဲဆဲဒိမိလာတန်ကတဲ့ခေါင်းရင်းကထိုင်ပြီးတော့ဒကာကြီးအခုကြွလာတဲ့ဒကာကြီးဆွမ်းလောင်းမှုတဲ့ယဟန်တန်ကဖြစ်ပါတယ်ဒကာကြီးကိုတရဏ